အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ကျွန်မဒီဗီဒီယိုလေးမှာတော့ဘာအကြောင်းအရာလေးမျှဝေပေးခြင်းလဲဆိုရင်ကျွန်မကိုဒီကပ္ပရွှေဈေးကွက်ပေါ့နော်ဖွင့်ချိန်ပိတ်ချိန်လေးမေးထားတဲ့comment လေးတစ်ခုရှိလို့ဒါအားလုံးလည်းသိရအောင်လို့ကျွန်မအနေနဲ့မျှဝေပေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်မအနေနဲ့ကျွန်တော်တို့ကပ္ပရွှေဈေးကွက်ဟာဒါတနင်္လာနေ့ကနေတောက်ကြနေ့ထိတစ်ပတ်မှာ9ရက်ဈေးကွက်ဖွင့်ပါတယ်တနင်္လာနေ့မနက်မှာတော့မြန်မာစံတော်ချိန်မနက်ဒါ summer session ဆိုရင်ကျွန်တော်မနက်4နာရီခွဲမှာဈေးကွက်ဖွင့်ပါတယ်အဲ့တော့တရက်တာဈေးကွက်ဟာ24နာရီနီးပါးဖွင့်တာဖြစ်တဲ့အတွက်သူကနောက်ရက်မနက်ရက်အင်္ဂါနေ့မနက်ရက်3နာရီခွဲထိဈေးကွက်ဟာဖွင့်ပါတယ်အဲ့တော့တနာရီလောက် market break ပြီးသွားပြီဆိုရင်နောက်ထပ်4နာရီခွဲပြီးဆိုတာနဲ့နောက်ထပ်တစ်ရက်စာ market session ပြန်စပါတယ်အဲ့တော့တနင်္လာမနေ့4နာရီခွဲကနေဖွင့်လိုက်တဲ့ market ဟာနောက်ရက်မနေ့အင်္ဂါမနေ့ရက်3နာရီခွဲမှာ market ပိတ်ပါတယ်ဒီလိုနဲ့တစ်ပတ်လုံးသွားပြီးတော့ကျမတို့market ပိတ်မဲ့အချိန်ကတော့တစ်ပတ်တာရဲ့ market ပိတ်ချိန်ကစနေနေ့မနေ့မှာသွားပြီးတော့ပိတ်တာဖြစ်တယ်ဟောတောက်ကြနေ့မနေ့4နာရီခွဲမှာ market ဖွင့်လိုက်မယ်စနေမနေ့ရက်3နာရီခွဲဝန်းကျင်ဆိုရင်ကျမတို့တစ်ပတ်စာကမ္ဘာရွှေဈေးကွက်ဒါပိတ်သွားတာဖြစ်ပါတယ်အဲ့တော့တရက်မှာကမ္ဘာရွှေဈေးကွက်ဟာ24နိုင်နီးပါလောက်ခက်ဖြစ်နေတဲ့ဈေးကွက်ဖြစ်ပါတယ်ဒါကတော့ market session နဲ့ပတ်သက်ပြီးတော့မျှဝေပေးတာဖြစ်တယ်အဲ့တော့ market session မှာအပိုင်း2ပိုင်းရှိတယ်summer session ရဲ့ winter session ရဲ့ဆိုပြီးအပိုင်း2ပိုင်းရှိပါတယ် summer session ကတော့မနေ့4နာရီခွဲမှာဖွင့်ပြီးတော့ winter session ကတော့1နာရီစောပြီးဖွင့်မှာဖြစ်ပါတယ်အဲ့တော့ဒါwinter session ပြောင်းသွားပြီဆိုရင် market session က summer session နဲ့ကို1နာရီစောပြီးဖွင့်လာတယ်ပေါ့နော်အဲ့တော့ဒီ market session နဲ့ပတ်သက်ပြီးတော့အားလုံးသိရအောင်ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Forex Coach and Trainer ဆိုင်းမိုင်းပါ